ဒီနေ့တော့ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ဓမ္မမေခွန်းများမေခွန်းပြုတော်မူပါရှင်ဗျာကောင်းပြီပထမဆုံးဒီပြီးတော့မေးလိုတာဗုဒ္ဓဘာသာဆိုတာဘာပါလဲရှင်ဗျာဘယ်မူတွေကိုအခြေခံပါလဲဗျာဗုဒ္ဓဘာသာရဲ့အန်တိတ်မှရည်မှန်းချက်ကရောဘာပါလဲဗျာဗုဒ္ဓဘာသာဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမဘဝမှာဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဘာတွေလုပ်သင့်တယ်ဆိုတဲ့ way of life ကောင်းကျိုးချမ်းသာရစေနိုင်တဲ့လူတွေအကျိုးစီးပွားဖြစ်ထွန်းစေနိုင်တဲ့အကြောင်းတရားတွေကိုလှုပ်ဆောင်ပြီးလူတွေဆင်းရဲဒုက္ခရောက်ရှိစေနိုင်တဲ့အဆိုးတရားတွေကရှောင်ရှားဖို့သွန်သင်ဆုံးမတဲ့ဘုရားရဲ့အဆုံးအမတွေကိုဗုဒ္ဓဘာသာလို့ဆိုရမှာဖြစ်ပါတယ်။တိရိလင်္ကာနိုင်ငံမှာဗုဒ္ဓဘာသာဆိုတဲ့အသုံးကိုမသုံးဘဲနဲ့ဗုဒ္ဓဂမလို့ထည့်သုံးတာရှိတယ်။ဗုဒ္ဓဂမဆိုတာဗုဒ္ဓရဲ့အာဂမမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေလို့ဒီလိုပဲအဓိပ္ပာယ်ရပါတယ်။ခုခေတ်တော့ဘာသာပြန်တဲ့အခါဘာသာဆိုတာ religion ကိုယ်ကစိတ်ကမှုတွေကိုအခြေခံပြီးတော့ဘာသာဆိုတဲ့စကားလုံးကိုသုံးလာကြတာဖြစ်တယ်။မြတ်စွာဘုရားရဲ့အဆုံးအမတွေဆိုတာလိုက်နာကျင့်သုံးရမှာဖြစ်လို့ကိုယ်ကစိတ်ကမှုဆိုတဲ့ဟာကတွဲဖက်ပြီးတော့ပါလာတဲ့အရာတွေသာဖြစ်တယ်ပေါ့မှန်ပါဗျာအဓိကကဘုရားဘာသာဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမသွန်သင်ပြသတဲ့စကားတွေပဲဖြစ်တယ်ဒါပြင်မြတ်စွာဘုရားကဘာတွေဆုံးမတော့ဆိုတော့ကိုချင်းသီလကောင်းမှုနဲ့လူချင်းအကျဉ်းတရားထားဖို့ရှင်ထဲမှာရှိတဲ့လူတွေရဲ့စိတ်နှလုံးကိုပူပန်စေတတ်တဲ့ကိလေသာတရားတွေကိုလျှော့နှဲအောင်လျှော့ချနောက်ဆုံးမှာအပြည့်တိုင်ဖြည့်ရှင်းပြီးဆဲတော့ကလွတ်မြောက်ဖို့ဆိုတာကိုမြတ်စွာဘုရားဟောခဲ့တာဖြစ်တယ်အကျဉ်းချုပ်ပြောရမယ်ဆိုရင်ဘုရားရဲ့အဆုံးအမစကားတွေကိုပိဋကတ်30နိကေ9ပြဓမ္မခန္ဓာပေါင်း8400မှာဒီမှတ်တမ်းတင်ထားတာအဲ့ဒီမှတ်တမ်းတင်ထားတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေအားလုံးကိုဗုဒ္ဓဘာသာဗုဒ္ဓရဲ့ဆုံးမသွန်သင်ချက်များလို့ဒီလိုအတိပ္ပယ်ကိုယူရမှာဖြစ်တယ်ပေါ့နော်အဲ့ဒီဗုဒ္ဓရဲ့သွန်သင်ဆုံးမချက်တွေကိုလိုက်နာတဲ့ပုဂ္ဂိုလ်တွေကြတော့ဗုဒ္ဓဘာသာဝင်လို့ခေါ်ကြတယ်အလားတူပြန်တဲ့ religion ဆိုတဲ့အင်္ဂလိပ်ဘာသာစကားကရှုံကြည်မှုနဲ့ကိုးကွယ်မှုကိုခြေခံပြီးတော့ပြောတဲ့စကားမှန်ပါဗျာဒီမှာတော့အဲ့လိုယုံကြည်မှုနဲ့ကိုးကွယ်မှုကိုအခြေခံတာမဟုတ်ဘဲနဲ့လက်တွေ့ကျင့်သုံးမှုကိုဆိုလိုတာဖြစ်လို့အချင်းချင်းမှတ်ရမှာတော့ဘုရားဘာသာဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်များပဲဖြစ်တယ်သူရဲ့အန်တိတ်မှရည်မှန်းချက်ကရောဘာများဖြစ်မလဲဘယ်မူတွေကိုအခြေခံတယ်ဆိုတာလေးကိုပြောအောင်နော်မှန်ပါဗျာမူလို့ဆိုတာတဲ့ဘုရားဘာသာဖြစ်ဖို့အဓိကအကြောင်းတရားတော့ကမ္မတက္ကတာသမ္မာဒိဋ္ဌိလို့ပါဠိမှာဆိုတာအဲ့ဒီကမ္မတက္ကတာသမ္မာဒိဋ္ဌိဆိုတာကိုလှုပ်တာကိုနဲ့သက်ဆိုင်တယ်လို့ခံယူချက်ကိုအခြေခံတယ်မှန်ပါဗျာဘာမှလို့အများနာလဲတာနဲ့ပြောရမယ်ဆိုရင်ကံဤအကျိုးကိုလက်ခံတယ်မှန်ပါဗျာကံတရားကိုလက်ခံတယ်ကံတရားရဲ့အကျိုးကိုလက်ခံတယ်မှန်ပါဗျာအဲ့ဒီကံဤအကျိုးကိုလက်မခံရင်ဘုရားဘာသာမဖြစ်နိုင်ဘူးမှန်ပါဗျာရသော်ဘုရားလည်းကမ္မဝါဒီကရိယဝါဒီဒီကုသိုလ်အကုသိုလ်ဆိုတာလုံးလို့ရတယ်ကုသိုလ်အကုသိုလ်ဆိုတာရှိတယ်လို့လက်ခံတဲ့ဝါဒဖြစ်တယ်မှန်ပါဗျာအဲ့ဒီကမ္မတက္ကတာသမ္မာဒိဋ္ဌိလို့ဆိုတဲ့ကိုလှုပ်တာကိုရတယ်ဆိုတဲ့ကမ္မဝါဒကရိယဝါဒကိုအခြေခံတာပဲဖြစ်တယ်ပေါ့မှန်ပါဗျာအဲ့ဒါကိုအခြေခံပြီးတော့မြတ်စွာဘုရားကချင်းစင်တွေကိုသတ်မှတ်ထားတယ်သီလသမာဓိပညာဆိုအဓိကကိုချင်းတရားကောင်းမှုရဲ့နံပါတ်1မှန်ပါဗျာကိုချင်းတရားကောင်းပြီးတဲ့အခါစိတ်ဓာတ်ငြိမ်သက်အောင်လေ့ကျင့်တာနဲ့ထိုငြိမ်သက်မှုကြောင့်ရရှိလာတဲ့အသိပညာမှန်ပါဗျာအဲ့ဒါတွေကဘုရားဘာသာရဲ့အကျမ်းမြင်ကျင့်စိတ်တစ်ခုလို့ပြောရမှာဖြစ်တယ်မှန်ပါဗျာဘုရားဘာသာရဲ့အတ္တိမရည်မှန်းချက်ကပါလေလို့ဆိုတာကြတော့ဆင်းရဲဒုက္ခအလုံးအဆုံးသတ်ရေးပဲဖြစ်တယ်မှန်ပါဗျာလူတွေတွေ့ကြုံနေရတဲ့ဆင်းရဲဒုက္ခဆိုတာမျိုးမျိုးရှိတယ်မှန်ပါအလုံးမရှောင်လွဲနိုင်တဲ့ဆင်းရဲဒုက္ခကတော့ဘာလို့ဆိုရင်ဒုက္ခရလာပြီးရင်တဖြည်းဖြည်းအိုမင်းလာခြင်းနောက်ဆုံးမှာသိဆုံးရခြင်းဆိုတာဒါအကြီးမားဆုံးဆင်းရဲဒုက္ခလို့ပြောမှာပဲဖြစ်တယ်
မှန်ပါဗျာ ဒီကြားထဲမှာဆုံးရှုံးနေတာမှုတွေကြုံရလို့တောကဖြစ်ရတာတို့ငိုရတာတို့ခန္ဓာကိုယ်မှာနာကျင်ကြိုက်ခဲတဲ့ဒုက္ခတွေကာယကဒုက္ခတွေခံစားရတာတို့စိတ်မချမ်းသာဖြစ်တဲ့ဆင်းရဲဒုက္ခတွေခံစားရတာတို့စိတ်ပင်ပန်းမှုတွေခံစားရတာတို့ဆိုရယ်ရင်ထဲကအပူတွေအဲ့ဒီဒုက္ခတွေလုံးဝအဆုံးသတ်ဖို့ဆိုတာဘုရားဘာသာရဲ့အတ္တိမဤမှန်ချက်ပဲဖြစ်တယ်တင်ပါဗျာနောက်တစ်ခုကအတိတ်ကိုပုံချသောဝါဒဟုတ်ပါသလားဆိုတာလေနော်တင်ပါဗျာအတိတ်ကိုပုံချတဲ့ဝါဒလုံးဝမဟုတ်ဘူးတင်ပါဗျာမြတ်စွာဘုရားကအတိတ်အကြောင်းတရားကိုလည်းလက်ခံတယ်ပစ္စုပန်အကြောင်းတရားကိုလည်းလက်ခံတယ်တင်ပါဗျာအတိတ်ကြီးတတ်တတ်ပုံချတဲ့ဝါဒကိုပုပ္ပိကတဟေတုဝါဒလို့ခေါ်တယ်အဲ့ဒီဝါဒကဘုရားလက်မခံတဲ့ဝါဒပဲတင်ပါဗျာအရာရာဟာအတိတ်ကလုတ်ခဲ့လို့ဆိုတဲ့ဟာမျိုးလုံးဝလက်မခံဘူးတင်ပါဗျာပစ္စုပန်လောလောလတ်လတ်ဖြစ်ပေါ်နေတဲ့အကြောင်းတရားကိုလည်းထည့်သွင်းစဉ်းစားတယ်တင်ပါဗျာအဲ့တော့အတိတ်ကအကြောင်းတရားပဲဖြစ်စီပစ္စုပန်အကြောင်းတရားပဲဖြစ်စီအဲ့ဒီသက်ဆိုင်ရာအကြောင်းတရားတွေကိုလက်ခံယုံကြည်ပြီးအတိမတ်ပြုတဲ့ဝါဒသာလင်ဘုရားဝါဒဖြစ်တယ်နိဗ္ဗာန်ဆိုတာဘာပါလဲဖေ။ဘာကြောင့်ရောနိဗ္ဗာန်ရအောင်ကြိုးစားသင့်ပါလဲ။လူငယ်တော်များကတော့နိဗ္ဗာန်ဆိုတာကိုတေချာနားမလဲအတွက်နိဗ္ဗာန်ဆိုတာကိုလူငယ်များနားလဲအောင်ရှင်းပြမိန့်ကြားပြီးတော်မူပါ။ဟုတ်ပါတယ်။နိဗ္ဗာန်ဆိုတာဘုံဌာနကြီးတစ်ခုလည်းမဟုတ်ပါဘူး။နိဗ္ဗာန်ဆိုတဲ့စကားလုံးနဲ့ရှင်းမယ်ဆိုလို့ရှိရင်လူချင်းမှုတွေတွေ့တာမှုတွေတက်မဲ့မှုတွေအလုံးအဆုံးသတ်သွားနိုင်တဲ့အဆင့်ကိုနိဗ္ဗာန်လို့ခေါ်တာပါဒါမို့နိဗ္ဗာန်ဆိုတဲ့စကားလုံးကဝါနာဆိုတာကံနဲ့အကျိုးတွဲချိတ်ထားတယ်ဘဝတစ်ခုနဲ့ဘဝတစ်ခုတွဲဆက်ပေးထားတယ်ဆင်းရဲဒုက္ခတွေဟာဆင်းရဲမပြတ်တစ်ခုပြီးတစ်ခုဖြစ်ပေါ်နေတဲ့အရာတွေဟာဘာကြောင့်လဲလို့ဆိုရင်လူချင်းမှုတွေတတ်မဲ့မှုတွေတွေ့တာမှုတွေတဏှာလောဘတွေကြောင့်ဖြစ်နေတာဖြစ်တယ်အဲ့ဒီတဏှာလောဘတွေကိုချုပ်ငြိမ်းသောအောင်ဆုံးသတ်နိုင်တဲ့အဆင့်ဟာနိဗ္ဗာန်ပဲဖြစ်ပါတယ်ဒါကနိဗ္ဗာန်ဆိုတဲ့စကားလုံးကပြောတဲ့အဓိပ္ပာယ်ပဲနော်နောက်မိကုန်းတစ်ခုကဘာကြောင့်နိဗ္ဗာန်ရောက်အောင်ကြိုးစားသင့်တယ်လဲဆိုတဲ့မိကုန်းကတော့နိဗ္ဗာန်မရမချင်းလူမှုဒုက္ခတွေတို့ဘဝဒုက္ခတွေတို့ကြုံတွေ့နေမှာဖြစ်တယ်အဲ့ဒီဆင်းရဲဒုက္ခတွေကလွတ်မြောက်ပြီးတော့ဘယ်တော့မှအဲ့ဒီဒုက္ခမျိုးမရောက်အောင်ချမ်းသာမှုကိုရချင်တယ်ဆိုရင်တော့ဒါနိဗ္ဗာန်ရောက်အောင်ကြိုးစားရမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်ကြိုးစားတဲ့ဒုက္ခအဆုံးသတ်ဖို့အတွက်နိဗ္ဗာန်ရောက်အောင်ကြိုးစားနိဗ္ဗာန်ရောက်မှဆင်းရဲဒုက္ခမှန်သမျှအဆုံးသတ်မှာဖြစ်တယ်ဒါကြောင့်မို့လို့ဆင်းရဲဒုက္ခကိုကြောက်သူတိုင်းရှုံမုန်းသူတိုင်းဟာနိဗ္ဗာန်ရောက်အောင်ကြိုးစားကြရတာဖြစ်တယ်ပေါ့နော်နိဗ္ဗာန်ဆိုတာလူငယ်တွေနားလည်အောင်ရှင်းပြမိန့်ကြားပေးပါလို့ဆိုခုနအဓိပ္ပာယ်ကလည်းပဲနိဗ္ဗာန်ဆိုတာဘုံဌာနကြီးလည်းမဟုတ်ဘူးကောင်းကင်ဘုံကြီးလည်းမဟုတ်ဘူးခံစားဆံစားရတဲ့နေရာမျိုးလည်းမဟုတ်ဘူးအခုလက်ရှိဖြစ်ပေါ်နေတဲ့ဆင်းရဲဒုက္ခတွေအကြောင်းတရားတွေချုပ်ငြိမ်းသွားလို့အခုဆင်းရဲဒုက္ခတွေအဆုံးသတ်သွားတာဆင်းရဲဒုက္ခဆိုတာလူတွေကမလို့ခြင်းဘူးမလို့ခြင်းဘူးဒုက္ခဆိုတာအတန်ကြာရုံနဲ့ပဲလူတွေမကြိုက်ကြဘူးပေါ့နော်အဲ့ဒီမကြိုက်တဲ့ဆင်းရဲဒုက္ခတွေကိုမရအောင်ဘယ်လိုလုပ်ရမလဲလို့ဆိုရင်အဲ့ဒီဆင်းရဲဒုက္ခတွေကိုထုတ်လုပ်နေတာဘယ်သူလဲဘယ်အရာလဲဆိုတာကိုသိရမှာဖြစ်တယ်အဲ့ဒါကိုမြတ်စွာဘုရားကတိတိလေးနဲ့ဟောထားတာရှိတယ်ဒုက္ခသမုဒယောဆိုတာလေတဏှာဟာဒုက္ခသမုဒယပဲဖြစ်တယ်ခုနကလူချင်းတက်မဲ့မှုတွေရှိနေသေးတယ်များကလပ်ပါလို့ဒီလူတွေမလို့ခြင်းတဲ့ဆင်းရဲဒုက္ခတွေကကြုံတွေ့နေမှာဖြစ်တယ်အဲ့ဒီဆင်းရဲဒုက္ခကိုဖြစ်စေတတ်တဲ့လူချင်းတက်မဲ့မှုတွေကိုအဆုံးသတ်အောင်လှုပ်လိုက်ခြင်းအပြင်ဒုက္ခအလုံးအဆုံးသတ်သွားတယ်အဲ့ဒီအဆုံးသတ်သွားတာကိုပဲနိဗ္ဗာန်လို့ဆိုတာအဲ့တော့နိဗ္ဗာန်ကိုသိဖို့ဟာနံပါတ်1ဘဝရဲ့ဆင်းရဲဒုက္ခတွေကိုနားလည်အောင်ကြိုးစားရတယ်နားလည်အောင်ကြိုးစားတဲ့အခါမှာဒီဒုက္ခတွေကိုမလိုချင်တော့ဘူးဆိုရင်ဒီဒုက္ခတွေကဘယ်သူကနေလှုပ်ဆောင်ပေးနေတာတော့ဆိုလူချင်းတတ်မဲ့မှုတဏှာလှုပ်ဆောင်ပေးတယ်ဒါဖြင့်လူချင်းတတ်မဲ့မှုတဏှာကိုဖယ်ရှားပြစ်လိုက်လို့ရှိရင်
အကြောင်းတရားတွေချုပ်ငြိမ်းသွားလို့အကျိုးတရားငြိမ်းသွားတဲ့အဆင့်ကိုလည်းနိဗ္ဗာန်လို့ပြောတာဥပမာမယ်ခုမိခွက်လေးဆိုလို့ရှိရင်မိတောက်ကလေးရှိတယ်အဲ့ဒီမိတောက်ကလေးကဘယ်ပေါ်မှာယက်တည်နေတာတော့ဆိုမိစာနဲ့စီပေါ်မှာယက်တည်နေစီလေးကလည်းရှိနေတယ်မိစာလေးကလည်းရှိနေတယ်အဲ့ဒီပေါ်မှာမိတောက်လေးယက်တည်နေတယ်စီလည်းမဖြေတော့ဘူးမိစာလည်းကုံသွားပြီဆိုတဲ့အခါသူလောင်းစရာသူယက်တည်ဖို့နေရာမရှိတော့ဒီနှစ်ခုအကြောင်းတရားနှစ်ခုကုံဆုံးသွားခြင်းကြောင့်မိတောက်ကလေးငြိမ်းသွားတယ်အကြောင်းကင်းသွားလို့အကျိုးတရားလည်းကင်းသွားတယ်ဆိုတဲ့အဲ့ဒီအငြိမ်းသဘောကိုလေနိဗ္ဗာန်လို့ခေါ်တာပဲဘဝဆိုတာကံနဲ့ကိလေသာပေါင်းစပ်ပြီးတော့ထုတ်လုပ်တာဖြစ်တယ်ကိလေသာတွေကိုဖယ်လိုက်တော့ကံတွေကအလုံးပဲဖြစ်တော့ဘူးကံနဲ့ကိလေသာငြိမ်းသွားပြီငြိမ်းသွားတဲ့အခါသူတို့ဘဝတစ်ခုကိုဆက်လက်မထုတ်တော့ဘူးဆက်လက်မထုတ်သည့်အတွက်ကြောင့်ဘဝဟာလည်းပြတ်သွားတယ်ကံကိလေသာဆိုတဲ့အကြောင်းငြိမ်းလို့အကျိုးဖြစ်တဲ့ဆင်းရဲဒုက္ခဆိုတဲ့ဘဝငြိမ်းသွားတာဒါနိဗ္ဗာန်ပဲလို့ဆိုလို့တယ်နော်အဲ့နိဗ္ဗာန်ဆိုတာဘာမှမရှိခြင်းသဘောတရားကိုပြောတာမျိုးလားရှင်ဗျာမရှိတာမဟုတ်ဘူးသူကဆိုတော့မိတော့လေးဆိုတာရှိတယ်မှန်ပါဗျာအဲ့ဒီမိတော့လေးရှိတော့မိတော့ကလေးငြိမ်းသွားတာရောမရှိဘူးလို့ပြောလို့ရလားအဲ့လိုတော့မရပါဘူးမရဘူးမိတော့ကလေးရှိလို့လောင်းနေတဲ့မိတော့ကလေးကိုငြိမ်းလိုက်တဲ့အငြိမ်သက်သဘောမျိုးပဲမှန်ပါဗျာအရှိကိုငြိမ်းလိုက်တဲ့အခါငြိမ်းသွားတဲ့သဘောလေးကိုပဲနိဗ္ဗာန်လို့ဆိုလို့တယ်နောက်ထပ်မေးခွန်းတစ်ခုကတော့ဗုဒ္ဓဘာသာနဲ့အခြားဘာသာများနဲ့အဓိကကွာခြားချက်များကိုအရှင်ဘုရားရှင်းပြပြီးတော့မူပါဟုတ်ပြီဘုရားဘာသာနဲ့တခြားဘာသာအဓိကကွာခြားချက်ကလူတွေဘာကြောင့်ဖြစ်ရသလဲဆိုတဲ့လောကကြီးကဘာကြောင့်အခုလိုဖြစ်ရသလဲလူချင်းတူပါလေတယောက်နဲ့တယောက်ဘာကြောင့်ကွာခြားနေသလဲဒီဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုကြည့်ပြီးအကြောင်းရှာတဲ့အခါမှာကွာခြားသွားတယ်လူဘာကြောင့်ဖြစ်ရတယ်လဲကဘာကြီးဘာကြောင့်ရှိနေရတယ်လဲဆိုတာတွေကိုတချို့ကဘလို့ဖြေထုတ်တော့ဆိုတကူရှင်ကြီးဖန်ဆင်းလို့ဆိုတဲ့အကြောင်းကိုသူရှာတယ်မှန်ပါဗျာတကူရှင်ကဖန်ဆင်းတယ်ဆိုအဲ့ဒါကိုရှင်းတော့တဲ့ဣတ္တရနေမာနဝါဒလို့ခေါ်တယ်မှန်ပါဗျာဣတ္တရဆိုတာကဘာကြီးကိုစိုးမိုးအုပ်ချုပ်နိုင်တဲ့တကူရှင်ကြီးကနေမာနသူ့စိတ်တိုင်းညဖန်ဆင်းလိုက်တယ်မှန်ပါဗျာဖန်ဆင်းလိုက်လို့လူတွေနဲ့တက်ရှိတက်မဲ့အရာတွေကပေါ်ထွန်းလာတယ်လို့သူတို့ယူဆတယ်မှန်ပါဗျာအဲ့ဒါအကြောင်းရှာတာပဲဖြစ်တယ်မှန်ပါဗျာနောက်တစ်ခုကဒါတွေက accident တဲ့အကြောင်းမရှိဘဲနဲ့သူကသူဖြစ်လာတာပါလို့ဖန်ဆင်းရှင်ဝါဒကိုလက်မခံတဲ့ပုဂ္ဂိုလ်တွေကအကြောင်းမဲ့ဝါဒပဲဆိုပြီးအဟိတုကဝါဒဆိုတာအကြောင်းရှာတော့အဲ့ဒီကလည်းဘာသာတစ်ခုဖြစ်လာတယ်နောက်တစ်ခုကတော့အတိတ်ကိုပုံချတယ်ခုနပုဗ္ဗေကတာဟိတုဝါဒဆိုပေါ်လာတယ်။ဘာပဲဖြစ်ဖြစ်အတိတ်ကလုပ်ခဲ့လို့ဖြစ်တာဆိုပြီးတော့အတိတ်ကိုပုံချတဲ့ဝါဒလည်းပဲအကြောင်းရှာတာပဲဖြစ်တယ်။တခြားဘာသာတွေကအဲ့ဒီ၃မျိုးတည်းကတစ်မျိုးမျိုးကိုအကြောင်းရှာကြတယ်။ဘုရားဘာသာကဘာကိုအကြောင်းရှာတော့ဆိုကံနဲ့ကိလေသာပေါင်းစပ်လို့လောကကြီးကဖြစ်ထွန်းလာတယ်။မှန်ပါဗျာ။အဲ့တော့ဘုရားရဲ့အယူဆဟိုတယ်ဟောပြောချက်အရာဆိုလို့ရှိရင်အဓိကအကြောင်းရင်းကကံနဲ့ကိလေသာမှန်ပါဗျာထိုကံနဲ့ကိလေသာအပြင်မှာရုပ်ကိုဖြစ်စေတတ်တဲ့ကံစိတ်ဥတုအာဟာရဆိုတဲ့အကြောင်း၄မျိုးမှန်ပါဗျာနန္တရားကိုဖြစ်စေတတ်တဲ့အာယုန်နဲ့ဝတ္ထုစတဲ့အကြောင်းတရားတွေကအမျိုးမျိုးမှန်ပါပဋ္ဌာန်း24ပစ္စည်းမှာဆိုရင်အကြောင်းပေါင်း24မျိုးမှန်ပါဗျာပရိစ္ဆသမုပ္ပါဒ်မှာဆိုရင်အကြောင်းအကျိုးတွေကိုမြတ်စွာဘုရား12မျိုးထိအောင်စကားလုံးသုံးပြပြီးတော့ဖော်ပြထားတယ်။အဲ့ဒီအကြောင်းတရားရှာတဲ့ပုံမှာအဓိကကွယ်ပြခြားနာကြတယ်။အဲ့ဒီအကြောင်းတရားရှာတဲ့နေရာမှာဘယ်ဟာကြောင့်ဘာကြောင့်ဖြစ်တယ်လို့ဆိုတဲ့နေရာဒီအကြောင်းရှာတဲ့နေရာအဓိကကွာခြားပြီးတော့ကွာခြားပုံကတော့ဘုရားကဣတရနေမာနသာဝရဘုရားတကုရှင်ဖန်ဆင်းလို့ဖြစ်တယ်ဆိုတဲ့အချက်ကိုလည်းလက်မခံဘူးပြောစရာတွေဝေဖန်စရာတွေအများကြီးရှိတယ်အကြောင်းပဲဖြစ်တယ်ဆိုတာလည်းလက်မခံဘူးအကြောင်းရှိတယ်အတိတ်အကြောင်းတစ်ခုတည်းကိုပဲပုံချတဲ့ဝါဒမျိုးကိုလည်းလက်မခံဘူးတကယ်ကတော့အကြောင်းဆိုတာမျိုးမျိုးရှိတယ်အတိတ်ကအကြောင်းလည်းပါမယ်ပစ္စုပန်အကြောင်းလည်းပါမယ်
အဲ့ဒီအကြောင်းတွေကြောင့်သာလျှင်တတ္တလောကကြီးနဲ့ဩဃသလောကကြီးကဖြစ်ထွန်းနေတာလို့မြတ်စွာဘုရားရှင်းပြတယ်အဲ့တော့အကြောင်းအကျိုးရှာတာချင်းကြွားချတယ်လို့သူတို့ပြောနော်ဘုံဘုံခုနမိန်ခဲ့တဲ့ကံနဲ့ကိလေသာဆိုတာကံဆိုတာဘာပါလဲကိလေသာဆိုတာဘာပါလဲရှိကံဆိုတာလူတွေရဲ့ intention နဲ့ပြောလိုက်တဲ့အရာနဲ့ပြုလုပ်လိုက်တဲ့ကိစ္စကိုကံလို့ခေါ်တယ်မှန်ပါဗျာလူတွေရဲ့ intention ဆိုတာစေတနာပေါ့ရှင်တွေကလှုပ်ဆော်မှုရှင်တွေကလှုပ်ဆော်တဲ့စေတနာလေးဟာအဓိကဖြစ်လို့သူ့ကိုကံလို့ခေါ်တယ်မှန်ပါဗျစေတနာဟံဘိက္ခွေကမ္မဝရာမိလို့ပြောဆိုကြပြီမဲ့နိဗ္ဗေရိကတုတ်တစ်ခုမှာပဲအဲ့ဒါတွေ့ရတယ်ကံဆိုတာဟာဒီစိတ်မှာဖြစ်ပေါ်နေတဲ့ရှိရချက်တွေလှုံ့ဆော်ချက်တွေအလုံးကိုကံလို့ဆိုနိုင်တယ်ပေါ့နော်ကမ္မပစ္စည်းအောမှာကြည့်လိုက်လို့ရှိရင်စေတနာကိုကံလို့ခေါ်ခဲ့တယ်ပဋ္ဌာန်း24ပစ္စည်းမှာဘုရားကမ္မပစ္စည်းအောဆိုတာစေတနာကိုအဓိကထားပြီးဟောတာအဲ့တော့စေတနာလဲကံပဲသူများပစ္စည်းကိုမတရားလို့ခြင်းနဲ့လောဘကိုယ်ဟာဖြစ်ခြင်းနဲ့အဘိဓါဆိုတဲ့လောဘလူတယောက်ကိုပျက်စီးသွားစေခြင်းနဲ့ဗျာပါဒဆိုတဲ့အမုန်းဒေါသအမှန်မမြင်တဲ့အမှားကိုလက်ခံထားတဲ့မိစ္ဆာဒိဋ္ဌိဆိုတဲ့အရာလည်းပဲကံလို့ခေါ်ပါတယ်အဲ့လောဘနဲ့ဆန့်ကျင်မဲ့အလောဘဗျာပါဒနဲ့ဆန့်ကျင်တဲ့အဗျာပါဒမေတ္တာတမ္မာဒိဋ္ဌိဆိုတဲ့ကံကံရဲ့အကျိုးလက်ခံတဲ့ဉာဏ်ကိုလည်းပဲကံလို့ခေါ်ပါတယ်ကံလို့ဆိုတာဟာစေရနာနဲ့စေရသိက်အချို့တရားတွေကိုမြတ်စွာဘုရားကံလို့ခေါ်ပါတယ်အဲ့ဒါတွေကြောင့်အလုတ်တစ်ခုဖြစ်လာတယ်အလုတ်ကဘာလို့ဆိုရင်နှုတ်နဲ့စိတ်ထဲကကြံတွေးတာဖြစ်တယ်နှုတ်နဲ့ပြောဆိုတာဖြစ်တယ်ကိုယ်ဒီလေ mental action တို့ verbal action တို့ physical action တို့ပေါ့နော်အဲ့ဒီလှုပ်ဆောင်မှုတွေကိုဖြစ်ပေါ်စေလို့အဲ့ဒါကိုကံလို့ခေါ်တယ်အကြောင်းတရားကိုခေါ်လိုက်တာကိလေသာဆိုတာကြတော့ချစ်ချင်းမုန်းခြင်းနဲ့ရှင်တွဲလာတဲ့ဖြစ်ပေါ်လာတဲ့ရှင်ထဲမှာပူလောင်စေတတ်တဲ့အရာနဲ့စိတ်ကိုညှဉ်းနှွမ်းသွားစေတတ်တဲ့တဘာဝတရားတွေကိုအကုသိုလ်တရားတွေကိုကိလေသာလို့ခေါ်တယ်မှန်ပါဗျာနော်မှန်ပါဗျာပြောမယ်ဆိုရင်လောဘတို့ဒေါသတို့မောဟတို့မာနတို့ဒါတွေကိုကိလေသာလို့ခေါ်တာနော်ဒီပြီးတော့ဒီဗုဒ္ဓအဟောတွေမှာပါတဲ့ဒီနတ်ပြည်မြမာပြည်ငရဲပြည်နဂါးပြည်တို့ဟာဗမာရှိပါသလဲဗျာဒီပြီးတော့အနီးဆက်ဆုံးဘလို့ပုံဖော်လို့ရနိုင်ပါလဲရှင်ဗျာပြည်လို့ဆိုတဲ့အဓိပ္ပာယ်ကိုအရင်ကြည့်ရအောင်မြမပြည်လို့ဆိုတာမြမလူမျိုးတွေအများစုနေတာဒီပြင်လူမျိုးတွေလည်းရှိတာပဲနော်မြမလူမျိုးတွေအများစုနေတဲ့နေရာကိုမြမပြည်လို့ခေါ်တယ်လို့ပဲဆင်းရဲဒုက္ခနဲ့ဘဝအကုသိုလ်ကံတွေကြောင့်ဆင်းရဲဒုက္ခအတိပြီးတဲ့ဒီရပ်ဝန်းတစ်ခုမှာဒုက္ခခံစားနေရတဲ့သတ္တဝါတွေနေတဲ့နေရာကိုငရဲပြည်လို့ခေါ်မှာမှန်ပါဗျာနော်ဘယ်နေရာမှာရှိသလဲဆိုတာတော့မြတ်စွာဘုရားဘယ်မှာရှိတယ်လို့တိုက်ရိုက်ပြောထားတာတော့မရှိဘူးဘုံဘုံအတွေ့နဲ့ပြောရမယ်ဆိုလို့ရှိရင်အများရမီးလောင်နေတဲ့အတွင်းထဲမှာပူလောင်နေတဲ့ဒီမီးတောင်နေဆိုတာရှိတယ်အဲ့ဒီမီးတောင်တွေထဲမှာတက်ရှိတော်အနေနဲ့ဖြစ်နေတဲ့ကောင်းတွေဟာအများရပူလောင်နေမှာပဲငရုတ်သီးထဲမှာမွေးတဲ့ပိုးလိုပဲပေါ့နော်အဲ့လိုမျိုးမရှိနိုင်ဘူးလားရှိတယ်အခုရေဘူးတွင်းနေပါလေဆိုတာစာပေကျမ်းဂန်အရပြောမယ်ဆိုရင်တပောဓာမြစ်ဆိုတာအိန္ဒိယမှာရှိတယ်အဲ့တပောဓာမြစ်ဟာတပောဓာဆိုတာတပဆိုတာပူတဲ့ဥဒကရေမှန်ပါဗျာရေဘူးစမ်းစီစင်းတဲ့မြစ်မှန်ပါဗျာအဲ့ဒီမြစ်ကဘာကြောင့်ရေဘူးဖြစ်ရတယ်လဲလို့ဆိုရင်လောဟကုံမီလို့ခေါ်တဲ့ငရဲအိုးကြီးနှစ်ခုကြားဖြတ်စီလာတယ်ဆိုတော့စဉ်းစားကြည့်ရတာမီးတောင်ကြီးနှစ်ခုကြားကနေဖြတ်စီလာတော့ဟိုဘက်ကလည်းမီးတွေလောင်နေဒီဘက်ကလည်းမီးတွေလောင်အဲ့ကြားထဲကဖြတ်စီလာလို့ဒီရပူသွားတာဆိုတော့အဲ့တော့တချို့စာကျမ်းလေးတွေအနေနဲ့ပြောရမယ်ဆိုရင်တော့မြေကြီးအောက်မှာငရဲပြည်ဆိုတာရှိနိုင်တယ်ပေါ့နော်မှန်ပါဗျာရှိနိုင်တယ်လို့ပြောအစဉ်ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေတရားဝါတွေပေါ့ဒုက္ခခံရတဲ့တရားဝါတွေအေးမြတ်မြတ်မနေရဘဲနဲ့အမြဲတမ်းဒီဆဲဒုက္ခခံနေရတဲ့တရားဝါတွေနေတဲ့ဧရိယာကြီးတစ်ခုကိုငရဲပြည်လို့ပြောမှန်ပါဗျာအဲ့ဒီငရဲပြည်ကိုမြတ်စွာဘုရားပုံဖော်ပြီးတော့ဟောထားရှိတယ်မှန်ပါဗျာမြင်ရတာလဲကြောက်เสียလန့်เสียကြားရတဲ့အတန်ကလည်းကြောက်เสียလန့်เสีย
အနံ့ကြီးကလည်းမခံနိုင်တော့အောင်ဆိုတဲ့အနံ့ မှန်ပါဗျာ လျှာကအရသာကလည်းပဲလုံးဝခံရခက်တဲ့အရသာခန္ဓာကိုယ်လာထိတာလည်းပဲလုံးဝအထိတွေ့မကောင်းတဲ့ဟာစိတ်ထဲမှာကူးလိုက်ရရင်လည်းအကောင်းတစ်ခုမှမရှိတဲ့မျက်စိနာနာလျှာကာရလို့ဆိုတဲ့လူရဲ့ခန္ဓာကိုယ်မှာဆက်သွဲတဲ့အရာတွေဟာအားလုံးဟာကြောက်เสียလန်းเสียဟိုစိတ်မချမ်းသာကြရကြီးနဲ့ကြုံတွေ့နေရတဲ့တရားတွေကိုငရဲခံရတဲ့တရားလို့ခေါ်တယ် မှန်ပါဗျာ အဲ့ဒီငရဲသားတရားတွေနေထိုင်ရာဧရိယာကြီးတစ်ခုငရဲပြည်လို့ပြောတာ မှန်ပါဗျာ နတ်ပြည်ဆိုတာကတော့လူတွေနေတဲ့နေရာအပါဝင်လို့ပြောမယ်ဘာလို့ဆိုဘုံမစိုးနတ်ဆိုတာရှိတယ် မှန်ပါဗျာ တပည့်ဆက်ကြတယ်မှာဘုံမာနံဒေဝနံတတ္ထံသုတ်တော်ဟာ မှန်ပါဗျာ သတ္တုမာရာဇိကဒေဝါလို့ဆိုပြီးတော့ မှန်ပါဗျာ လူပြည်မှာလူတွေနဲ့လက်ပွန်တရီနေတဲ့အိမ်ဆောင်နတ်တို့ကျောင်းဆောင်နတ်တို့ရှုကစိုးတို့ဘုံမစိုးတို့ဆိုတာရှိတယ်လေ မှန်ပါဗျာ အဲ့ဒီသူတို့ရဲ့နေထိုင်တဲ့ area ဟာဟိုအထက်လွတ်လပ်တဲ့အာကာသအထီအောင်သူတို့ချမ်းသာဒုက္ခနဲ့ပြည့်စုံတဲ့တရားဝါးတွေနေထိုင်တဲ့နေရာကိုနတ်ပြည်လို့ခေါ်တာပဲ မှန်ပါဗျာ ပြမဆိုတာကသူကမြင့်မြတ်တဲ့စိတ်နဲ့အမြဲတမ်းနေကြတယ် မှန်ပါဗျာ မေတ္တာကရုဏာမုရိဒဥပေက္ခဆိုတဲ့ပြမစိုးတရားနဲ့အမြဲတမ်းနေတဲ့သို့တော့ပြမပြည်ကိုရောက်တာဒါနနဲ့သီလနဲ့တွေမရောက်ဘူး မှန်ပါဗျာ တပထကျင့်စဉ်တစ်ခုကိုပေါ့ရောအောင်မြောင်ကျင့်နိုင်မှပြမပြည်ကိုရောက်တာဖြစ်တယ် မှန်ပါဗျာ အဲ့ဒါလေကျင့်စဉ်ချင်းတူတဲ့ပုဂ္ဂိုလ်တွေဟာဇန်လို့ခေါ်တဲ့ဟာပေါ့နော် မှန်ပါဗျာ တပထကျင့်စဉ်ကျင့်လို့အဲ့ဒီအကြောင်းတရားတွေတူညီပြီးတော့ရောက်ရှိသွားတဲ့ပုဂ္ဂိုလ်တွေရဲ့နေထိုင်ရာဧရိယာတစ်ခုကိုပြမပြည်လို့ပဲပြောရမှာပေါ့ မှန်ပါဗျာ နော်ငကားပြည်ဆိုတာကတော့စားရဲပေတဲ့မှာတော့သူကပင်လယ်အောက်မှာအဓိကအများကြီးရှိတယ်ပေါ့နော် မှန်ပါဗျာ မြင့်မို့တောင်အောက်မှာလည်းရှိတယ်လို့ဆိုတယ်အဲ့တော့ငကားလို့ဆိုတာပမာပြည်ကငကားဆိုတာတော့ပကြီးဆရာတွေရဲ့ကောင်းမှုနဲ့အချွန်တက်ပါမငကားလို့ထင်တယ် မှန်ပါဗျာ အိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင်ဒီကောဘရာဆွဲမွေးဟောက်ကြီးတွေကိုလေ မှန်ပါဗျာ နာဂါလို့ခေါ်တာ မှန်ပါဗျာ အဲ့ဒီနာဂါကနေနဂါလို့ပြောလာကြတာ မှန်ပါဗျာ အိန္ဒိယနိုင်ငံမှာနာဂါဆိုတာအဲ့ဒီပပြင်းထောင်နဲ့မွေဟောက်ကြီးတွေကိုအဓိကထားပြီးတော့ခေါ်တယ်ဗမာအယူဆနဲ့နဂါဆိုတာဒီကနေ့လူတွေကမတွေးကြတော့သူကမွေဟောက်ကိုမွေဟောက်တို့ဘွေးတို့ပေါ့နော် မှန်ပါဗျာ အဲ့ဒီအကောင်တွေကိုနာဂါလို့ခေါ်တာ မှန်ပါ အဲ့တော့အဲ့ဒီအကောင်တွေကမြေကြီးအောက်မှာလည်းရှိတယ်အကောင်ကြီးကြီးတွေကြတော့ပင်လယ်အောက်မှာလည်းရှိတယ် မှန်ပါဗျာ အဲ့ဒါသူတို့အများဆုံးနေတဲ့ area ကိုနဂါပြည်လို့ခေါ်မှာပေါ့နော် မှန်ပါ ဒါကတော့တရားဝါတွေရှိတဲ့နေရာတစ်ခုအများဆုံးရှိတဲ့နေရာတွေကိုရည်ညွှန်းပြီးခေါ်တာပါ မှန်ပါကာမေသူမိစ္ဆာစာရကံဟာအိမ်အောင်ရှိရဲ့လူနဲ့ပြင်မာမိမှထိုက်တာမျိုးလားရှင်ဗျာယခုခေတ်လူနေထိုင်မှုပုံစံမျိုးမှာ living together နေလို့ရှင်ရောဒီကံထိုက်ပါသလားနောက်တစ်ခုကကြတော့ယောက်ျားဖြစ်သူကအပီးတိုင်ရဟန်းဝတ်ခဲ့လို့ရှင်မိန်းမဖြစ်သူကိုကွာရှင်းခွင့်ပေးခဲ့သင့်ပါသလားကွာရှင်းခွင့်မပေးဘဲရဟန်းပေါင်နဲ့နေပါကလည်းအဲ့ဒီရဟန်းနဲ့ဒီမိန်းမနဲ့ကအကျဉ်လင်များဖြစ်မြောက်နေစေလားရှင်ဗျာ ဟုတ်ပြီကာမေတုမစ္ဆာစာရကံဟာအိမ်နောက်ရှိတဲ့သူနဲ့ပြမမိမှထိုက်တာမျိုးလားဆိုယောက်ျားဘက်ကကြည့်မယ်အမျိုးသားတွေမပြစ်မှားရမယ်အမျိုးသမီးက20ရှိတယ် မှန်ပါဗျာ အကြမ်းပြပြောမယ်ဆိုရင်အမေရဲ့အုတ်ထိန်မှုအောက်မှာရှိတယ်အဖေရဲ့အုတ်ထိန်မှုအောက်မှာရှိတယ်မိဘနှစ်ပါးလုံးရဲ့အုတ်ထိန်မှုအောက်ညီကောင်မောင်နှမတွေရဲ့အုတ်ထိန်မှုဆိုလိုတာကမိသားစုဝင်ဖြစ်လာလို့ရှိရင်တမိသားစုရဲ့ဆောက်ရှောက်မှုလို့ခေါ်တာပဲဒါ responsible ဖြစ်သွားပြီလေ မှန်ပါဗျာ ဆွေမျိုးတော်လာပြီဆို responsible အဲ့ဒီအပြိုပဲဖြစ်စေယောက်ျားတွေကအမေရဲ့ထိမ့်သိမ်းဆောက်ရှောက်မှုအဖေရဲ့ထိမ့်သိမ်းဆောက်ရှောက်မှုတွေမကင်းသေးတဲ့အမျိုးသမီးတစ်ယောက်နဲ့ပြင်မာလို့ရှိရင်ကာမိသမီးဆာဆရာကထိုင်တယ် မှန်ပါဗျာ နောက်တစ်ခါကျတော့မယားဆယ်မျိုးလို့ခေါ်တယ်တဝူကအိမ်အောင်ပြုတ်ထားတဲ့မျိုးသမီးတွေတနည်းနည်းနဲ့အိမ်အောင်ပြုတ်ထားတဲ့မျိုးသမီးက10မျိုးရှိတယ်အဲ့ဒီ10မျိုးနဲ့ပြင်မာလို့ရှိရင်လည်းမျိုးသားတွေဟာကာမိသမီးဆာဆရာကထိုင်တယ် မှန်ပါဗျာ အမျိုးသမီးဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်
အမျိုးသမီးတွေဟာကိုယ်နဲ့အိမ်အောင်ပြုတ်ထားတဲ့ပုဂ္ဂိုလ်ကလွဲပြီးတခြားပုဂ္ဂိုလ်နဲ့ပြုမှလို့ရှိရင်အမျိုးသမီးတွေကကာမတုမိစ္ဆာဆိုတာကထိုက်တယ်နော်ဖုံဖုံပြောပုံရဆိုလို့ရှိရင်အမျိုးသားတွေကအိမ်အောင်မပြုတ်မချင်းအောင်ဘယ်အမျိုးသမီးနဲ့မှဒီပြင်မာလို့မရဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတာဟုတ်တယ် unlawful sexual relation lawful ဆိုတာလူတိုင်းမှာနိုင်ငံထဲမှာလည်းဥပဒေတွေရှိတယ်လေမှန်ပါသူကထုံတန်းစင်လာအရာထိမ်းမြန်းထားတာမဟုတ်ဘဲနဲ့အမိရဲ့အုတ်ထိန်မှုအောက်ရှိတဲ့ဖေရဲ့အုတ်ထိန်မှုအောက်ရှိတဲ့ဟာတွေနဲ့ဆိုရင်သူကကာမေစုမိစ္ဆာစာရလို့ပဲခေါ်တယ်မျိုးသားတွေကပိုများတယ်တင်ပါဒါဖြစ်ရင်ပြည်တန်စာတွေကိုအခကြီးဝင်ပေးပြီးတော့ပျော်ပါတာမျိုးကြအဲ့ဒါတော့လွတ်တယ်သူကပြည်တဲ့စာကြတော့သူကမုဟုတ်တိကာလို့ခေါ်တယ်မုဟုတ်တိကာလည်းအဖြစ်ရှိတယ်မျိုးသားတွေကအပြစ်လွတ်တာနည်းတယ်unlawful မဖြစ်ဖို့ပဲအရေးကြီးတာပေါ့ဗုဒ္ဓဘာသာရဆိုလို့ရှိရင်အမျိုးသားနဲ့အမျိုးသမီးသဘောတူနေလို့ရှိရင်တော့မှဒီတရားဝင်လက်မထပ်ရသေးမှဖြစ်ဖြစ်မိဘတွေရဲ့အုပ်ထိန်မှုအောက်မှာရှိနေသေးမှဖြစ်ဖြစ်ဒီပြင်မှာမိလို့ရှိရင်ကာမေတုမိစ္ဆာစာရကံထိုက်တယ်လို့ရှင်ဗျာသူကတော့မိဘတွေကသဘောတူထားပြီးပြီဆိုရင်တော့သဘောတူခြင်းဒီပင်လင်ခွင့်ပြုခြင်းဖြစ်သွားပြီပေါ့မှန်ပါဗျာဘလို့ဖြစ်เสียအကြောင်းတော့မရှိတော့ဘူးလို့ထင်ပါတယ်တင်ပါဗျာနော်တင်ပါနောက်တစ်ခုကကြတော့ယောက်ျားဖြစ်သူကအပီးတိုင်ရဟန်းဝက်ခဲ့လို့ရှင်ရောမိန်းမဖြစ်သူကွာရှင်းပေးခြင်းသင်ပါသလားဗျာအကေးအဲ့ဒါတင်ပါဗျာအဲ့ဒါကတော့ရဟန်းဝတ်တယ်ဆိုတာ renounce လုပ်တာပဲ renounce ဆိုဘာတွေကိုဆွန့်လွတ်ရတော့ဆိုရင်ဆွေမျိုးတွေကိုဆွန့်လွတ်ရတယ်ကိုယ်ပိုင်တဲ့ပစ္စည်းဥစ္စာတွေကိုဆွန့်လွတ်ရတယ်ဆွေမျိုးဆိုတဲ့အထက်မှာထားလိုက်ပါတော့ကိုယ်အိမ်အောင်ရှင်းအိမ်အောင်ဘက်ကိုလည်းဆွန့်လွတ်ရတယ်တင်ပါဗျာနော်အဲ့ဒါတွေကို renounce လုပ်ပြီးတော့ရဟန်းဘဝကူချတာမှန်ပါရှိခေထုံတန်းဆက်လာအဲ့လိုမှန်ပါဗျာသို့တော့အပြည့်တိုင်ကွာရှင်းပေးခဲ့တဲ့မှာသလားဆိုရယ်ပေးခွင့်ကြတော့သူကကွာရှင်းပေးသည်ဖြစ်စေမကွာရှင်းပေးသည်ဖြစ်စေသူက renounce လုပ်တော့ရဟန်းဝင်လို့ရှိရင်အထီးကမိမစီမှာခွင့်မပန်းမိဘစီမှာပဲခွင့်ပန်းရမှန်ပါဗျာအမျိုးသမီးကသဘောတူသည်ဖြစ်စေသဘောမတူသည်ဖြစ်စေသူကအလိုလျောက်ရဟန်းဖြစ်သွားရင်ကွာရှင်းပြီးသားဖြစ်သွားတယ်သူ့အနေနဲ့ကလည်းပန်းဆိုင်မှုတွေအားလုံးကိုဆုံးလွတ်ပြီးသားဖြစ်သွားတယ်မှန်ပါဗျာနော်မှန်ပါဗျာရှေးထုံးစံကိုပြောပြတာပေါ့နော်ဖះလက်ထက်ကထုံးစံအပြည့်တိုင်ကွာရှင်းပေးဖို့ဆိုတာတရားဝင်ကွာရှင်းခွင့်ခုခေတ်လို့စာချုပ်တွေပါတွေ divorce လုပ်တာတော့မရှိဘူးသူတင်အောင်ဝတ်သွားတာနဲ့တပြိုင်နက်ကွာရှင်းပြီးသားဖြစ်သွားပြီနော်အဲ့လိုဆွလို့တယ်ကွာရှင်းခွင့်မပေးဘဲယဟန်ပေါင်နဲ့ဝင်ကအကျဉ်းလင်မယားအဖြစ်အရာရောက်နေစေလားဆိုလင်မယားလို့သွားနေရင်တော့ဒီကဘုန်းကြီးဘုရားဆွန့်လွှတ်ရမယ်သူကမှန်ပါဗျာမကျူးလွန်ရင်တော့သူကနေလို့ရတယ်မှန်ပါဗျာဒီလိုပဲဖះလက်ထက်ကတထေသာသူဒိဏဆိုတာသူ့အမေဖေတွေစီကိုအတင်းကျပ်ခွင့်တောင်းပြီးတော့ဝတ်တာမှန်ပါဗျာသူစနီးမယားနဲ့အိမ်မှာရှိတာပဲမှန်ပါဗျာသို့တော့သူဘာမှမပတ်သက်ဘူးဆိုလို့ရှိရင်တော့သူကရဟန်းကောင်းပဲမှန်ပါဗျာခုနလိုပတ်သက်ရင်တော့သူကအပြစ်ရှိတယ်အဲ့ဒါမှန်ပါဗျာမြတ်စွာဘုရားတရားထွက်အချက်တော့ရသောရနဲ့သူကွာရှင်းခဲ့တာမှမဟုတ်ဘူးမှန်ပါသို့တော့လည်းမပတ်သက်ဘူးဆိုတာသိသွားပြီလေခြံနာချင်းခံတဲ့အမျိုးသမီးတွေအနေနဲ့ကြတော့နောက်ထပ်အိမ်အောင်ပြုလို့ရတာဗျာရတယ်ဆုံးလို့တော့ရတယ်အမျိုးသမီးတွေမှာအိန္ဒိယထုံးစံအရပြောမယ်ဆိုရင်သူတို့မှာသားယောက်ျားထွန်းကားသည်ဖြစ်စေသားယောက်ျားထွန်းကားမှယောက်ျားရဲ့အမွေကိုခံယူခွင့်ရှိတယ်မှန်ပါသားယောက်ျားမထွန်းကားလို့ရှိရင်သူကဒီတိုင်းပဲအဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပဲအိမ်ပေါ်ဆင်းရတယ်ဘာမှပတ်ဆိုင်ဝင်ဖြစ်သားယောက်ျားထွန်းကားလို့ရှိရင်သားယောက်ျားကိုအကြောင်းပြုပြီးတော့သူတို့ကသားကအမွေခံတာမှန်ပါဗျာသူကတော့အမွေခံတာမဟုတ်ဒါပေမဲ့သားကိုအကြောင်းပြုပြီးသူ့ဘဝဆင်းပြေတယ်သားသမီးမရှိဘူးဆိုတဲ့အမျိုးသမီးကတော့ဒီတိုင်းပဲဘာမှဆက်ခံဝင်မရှိတော့ဒါအိန္ဒိယရဲ့ထုံးတမ်းစင်တာဒါကြောင့်မို့လို့သူတို့ကသားသမီးမထွန်းကားဘူးဆိုရင်သူတို့ဘဝအတွက်တားဆိုးရိတ်တယ်မှန်ပါဗျာခုခေတ်ကတော့အဲ့လိုမရှိတော့ပါဘူးနော်မရှိတော့အနောက်တိုင်းဆိုတာဆိုသေးတယ် divorce လို့ရင်ယောက်ျားအများကြီးရောရတယ်လူမှုနဲ့သက်ဆိုင်တဲ့ဘာသာနဲ့မသက်ဆိုင်ဘူးဒါတွေကနော်